ထိမရတဲ့ကားတစ်စီးကမျက်မမြင်လူတစ်ယောက်ကိုတိုက်မိတော့မဲ့အချိန်မှာပဲအနားမှာရှိတဲ့မိန်းကလေးတစ်ယောက်ကအားလုံးကိုမြင်လိုက်တယ်။အချိန်မဆွဲပဲသူမကကားရှိကိုအမြန်ပြေးသွားပြီးဆယော့ကိုလက်ဆွဲကလမ်းဘေးဘက်ကိုဆွဲထုတ်လိုက်တယ်။ဒီမြင်ကွင်းကိုတွေးလိုက်တဲ့အကူအညီရရှိကအလွန်အံ့အားသင့်သွားတယ်။သူကဆယော့ကိုဒီမိန်းကလေးကတင်းအသက်ကိုကယ်ခဲ့တာပါလို့ပြောလိုက်တယ်။စိတ်လှုပ်ရှားသွားတဲ့ဆယော့ကမိန်းကလေးရဲ့လက်ကိုကင်ပြီးတင်းဘာစုလိုချင်လဲလို့မေးလိုက်တယ်။မိန်းကလေးကတော့သူမရဲ့ဝမ်းပိုက်ကိုလက်နဲ့ပုတ်ပြီးအခုချက်ချင်းစားစရာလိုချင်တယ်လို့ပြောလိုက်တယ်။ဒီလိုနဲ့ဆယော့ကမိန်းကလေးကိုသူ့အိမ်ကိုခေါ်သွားလိုက်တယ်။အိမ်တကားကိုရောက်တဲ့အချိန်မှာပဲမိန်းကလေးကအိမ်ပေါ်မှာမကောင်းတဲ့အရေးတစ်ခုလှည့်ပတ်နေတယ်ဆိုတာသတိထားမိသွားတယ်။ချက်ချင်းပဲသူမကမန်နံတစ်ခုဆွဲပြီးအဲ့ဒီမကောင်းတဲ့အာယုံကိုမောင်းထုတ်လိုက်တယ်။ဒါပေမဲ့ချက်ကတော့ဒီမိန်းကလေးကသူ့ဘဝကိုကံကောင်းမှုတွေယူလာမယ်ဆိုတာမသိသေးဘူး။အခန်းထဲမှာမိန်းကလေးကအစားအစာတွေကိုအလွန်မင်းစာလောင်စွာစားနေတယ်။ဆယော့ကသူမဘေးမှာထိုင်ပြီးနူးညံ့ဆွဲစကားပြောနေတယ်။ဒါပေမဲ့အချိန်တစ်ခဏအကြာမှာမိန်းကလေးကတိတ်သွားတဲ့ဆယော့ကချက်ချင်းလက်လန်းပြီးကြည့်လိုက်တော့မိန်းကလေးကအိပ်ပျော်သွားပြီဆိုတာသိလိုက်တယ်ဒါနဲ့သူမကိုအိမ်ခန်းထဲကိုမျက်နှာပိုးပိုးနဲ့တဲသွားပြီးအိပ်ပေးလိုက်တယ်။ညအလယ်ပိုင်းမှာမိန်းကလေးကမျက်လုံးဖွင့်လာပြီးဆယော့ကသူမဘေးမှာအိပ်နေတယ်ဆိုတာတွေးလိုက်တယ်။အယမ်းဝမ်းသာသွားတဲ့မိန်းကလေးကဆယော့ကသူမကိုလက်ခံထားပြီလို့ထင်လိုက်တယ်။သူမကဆယော့ကိုနိုးလိုက်တယ်။ဆယော့ကတော့တိတ်နေပါလို့ပြောလိုက်ပေမဲ့မိန်းကလေးကသူ့ကိုတိုက်ရိုက်ဖက်လိုက်ပြီးဖေဖေလို့ခေါ်လိုက်တယ်။နောက်တစ်နေ့မနက်မှာ